Okay ကျွန်တော်တို့အဲ့ဆိုရင် application run နေရပြန်သွားလိုက်မယ် application run နေရဆို flutter run လုပ်မယ် flutter run လုပ်မယ်ပြီးရင်အဲ့တော့ကျွန်တော်တို့ဘယ်ရစကြမလဲ UI ကျွန်တော်ကတော့ UI ထက် data model အရင်စောက်စေ model အရင်စောက်စေခြင်းတယ် model အရင်စောက်ဖြစ်တယ်ဟုတ်model ခိုင်မာမာရှိမှာပဲကျွန်တော်ဟာရဆက်လို့လွယ်အောင်ဆိုတော့ဒီမှာလေး model အနေနဲ့ကတော့ကျွန်တော်တို့ဒီ business model တခုစောက်လိုက်ရပြီဆိုကျွန်တော်သွားမယ်ကျွန်တော်တို့ project မှာရှုပ်တာmodel လို့ပဲထားလိုက်တော့เนาะ directory ထဲမှာကျွန်တော်တို့ model များဆိုရစောက်လိုက်မယ် model ကလည်းအရင်ချွတ်ထွေးမရှိသေးဘူးလက်ရှိကကျွန်တော်တို့က BUSI နဲ့ business လို့ပြောလိုက်မယ်business model ရလာပြီပေါ့ကျွန်တော် business model business လို့ပဲထည့်လိုက်မယ် okay C area class လုပ်မယ်သူက business class ဒါဆိုရပြီအဲ့ပုံမှာကျွန်တော်တို့က member data အနေနဲ့လောလောဆယ်ရှိနေလောလောဆယ် member data နဲ့သုံးမဲ့ဥစ္စာကနေတစ်ခုပဲရှိအောင်ဒါပေမဲ့ ID ကတော့မဖြစ်မနေပါတာပေါ့ဗျာ model တိုင်းမှာတော့ ID ကတော့မဖြစ်မနေပါ ID ကိုလည်းကျွန်တော်ဘာသုံးရကော string ပဲသုံးလိုက်ဘာသုံးရမလဲ UID နဲ့ပဲသုံးရကော number ပဲသုံးရကောလောဆယ်ရှင်းရှင်းလေးနဲ့ integer နဲ့ ID ပဲသုံးလိုက်ပါမယ်နောက်ကကျွန်တော်တို့ string နဲ့ name ပေါ့ဒါဆိုရပြီကျွန်တော်တို့ constructor တစ်ခုဆောက်မယ် constructor တစ်ခုဆောက်မယ် constructor ဘယ်လိုဆောက်လဲ constructor ဆောက်နည်းနဲ့မေ့သွားပြီ constructor ဆောက်နည်းမေ့သွားတယ်ကျွန်တော်အိမ်စာတော့ကြည့်လိုက်ရတုံခွင်းထဲမှာ require ဆိုပြီးထည့်လိုက်ရပြီထည့်ကြအောင်ဗျာအဲဒီ GUI require ကျွန်တော်တို့ဒီမှာပါ ID လို့ရယ်အဲဒီ GUI require ကျွန်တော် name လို့ရယ် that's all okay အဲကြောင့် code တွေကအသိ format မကြသေးဘူးကျွန်တော်နည်းနည်း format လုပ်လိုက်မယ်ရပြီဒါဆိုရင်ကျွန်တော်တို့လုပ်လိုက်တာဘာမှမရှိသေးဘူးလက်ရှိကျွန်တော်တို့သုံးမဲ့ဒီ business ဆိုတဲ့ entity business ဆိုတဲ့ data တွေ model တစ်ခုစောက်လိုက်မယ် business model ဆိုပြီးတော့စောက်လိုက်တယ်ဒီဟာပဲအဲ့တော့ထုံးစံအတိုင်းကျွန်တော်တို့ GitHub ကိုသွားပြီးတော့ train ပို့လိုက်မယ်model တစ်ခု business model တစ်ခုစောက်လိုက်ပါပြီ okay ဒါဆိုရပြီဒါဆိုတစ်ပိုင်းရပြီနောက်ကျွန်တော်ကတော့ provider ဆောက်မယ် provider ဆိုတော့ဒီဟာ OPN ရဲ့ provider များ provider တန်းသုံးမလားအဲတန်းသုံးလိုက်ပါတော့ service သုံးမလားဘာသုံးရပါမလဲမသိဘူးဟိုစဉ်းစားလိုက်အောင်လို့ဆိုတော့ provider ပဲသုံးလိုက်မယ်နော် provider ကနေမှနောက်ပိုင်းမှာထပ်ခွဲကြအောင်ဒါဆို run time မှာတန်းသုံးလို့ရအောင် provider လွယ်အောင် okay အဲဆိုရင်ကျွန်တော်တို့က provider တစ်ခုစောင့်မယ်ကျွန်တော် business provider ပေါ့ BUSI ဘာလဲဆိုတော့ဒါ business နဲ့ပတ်သက်တဲ့ data တွေ sign နေပါတွေအတူအလျှော့လောက်တာဟိုတမျှကိုဒီမှာလောက်မယ်ပေါ့အဲတော့ကျွန်တော် provider သုံးမယ် provider သုံးမယ်ဟေးဆိုတော့ provider ချက်ချင်းတန်းသုံးလို့မရအောင်install လုပ်ပေးအောင် package တွေပါထည့်အောင်ပေါ့လောဆယ်ကျွန်တော်တို့ package က Cupertino လား default ပါလာတဲ့ package ပဲရှိသေးတယ်ကျွန်တော်တို့အဲ့တော့ provider သွားထည့်ကြမယ် provider သွားထည့်မယ်ဆိုတော့ provider ထည့်အောင်ကလည်းရှားမယ်ဆိုရင် flutter provider ပေါ့ဒါမှမဟုတ်ရှားဒီမှာ tab package ထဲမှာရှိတယ် provider နောက်ဆုံးထွက်တာက615 page number 1အဲ့တော့ကျွန်တော်အဲ့အောင်ဒီမှာကူးလာခဲ့မယ်ပြီးရင်ဒီအောက်မှာလာထည့်မယ်YAML file မှာလာထည့်မယ်ပြီးရင်တော့ backup ပေါ့ backup တော့ကျွန်တော်နောက် tab တစ်ခုမှပဲလုပ်တော့ flutter backup okay ဒါဆိုရင် provider package လေးထည့်ပြီးသွားတယ် provider package ထည့်ပြီးတော့ကျွန်တော် provider class ကြီးရေးမယ်ဆိုရင်ရေးလို့ရတယ်ရေးကြရအောင်ဗျာအဲ့ဒါဆိုရင်ရေးတာဘယ်လိုရေးရလဲဆိုတော့ကြည့်မယ်သူလည်းအဲ့လိုပဲ class ကိုဆောက်တာပဲ class BUSI နဲ့ business provider သူကဒါပေမဲ့ ရိုး class တော့မဟုတ်ဘူး provide ဆိုတော့လို့ data လိုမျိုး purely data ပဲကြိုင်မဲ့ class မဟုတ်သူကတော့ကျွန်တော်တို့ chain notifier ကို extend လုပ်မဲ့ class ပေါ့ဒီ
ဒီမှာကျွန်တော်ကဘာလုပ်မလဲဆိုတော့လောလောဆယ်တော့ business နာမည်တွေကျွန်တော်တင်ထားမယ်အဲ့တော့ကျွန်တော် BUSIN နေဆို business တွေတင်ထားမယ်ဆို BUSIN နေဆို business က S အများဆုံးဘယ်လိုဖြစ်လဲ business ရဲ့ blue တွေကဘယ်လိုသုံးလဲဒါမှန်လားမသိဘူးဗျာကိုကဲမှာကြည့်ကြအောင် business ရဲ့ blue တွေBLU အဲ့ blue တွေ slow mo လည်းမသိဗျာES နဲ့okay မှန်ပါတယ်လက်ရှိလဲကျွန်တော်တို့လောက်ထားတာတိတ်အများကြီးမရှိသေးဘူး model တစ်ခုစောက်လိုက်တာရှိတယ်ပြီးတော့အဲ့ model တွေရဲ့ array ပေါ့ဗျာ model စရင်းကို provider ထဲမှာလာသိမ်းထားရှိတယ်ဒါပဲလောလောဆယ်ကျွန်တော်တို့ကနှစ်ခုလောက်စောက်လိုက်မယ်နော် BU as a business ဆိုပြီးတော့ ID1 နဲ့ Dango လုပ်မယ်နောက်ကဘာဆိုင်နေရှိသေးတယ် vacancy ရှိသေးလား ID2 နဲ့ vacancy ပေါ့ IGNC vacancy ရှိမယ်နောက်ကကျွန်တော် BU as a business ကျွန်တော်3ခုမြောက်ကဘာဆိုင်ရှိသေးလဲစီဆိုင်နေမချုံမီမီလားမချုံမီမီပေါ့ဗျာချုံမီမီဒါနဲ့ပြင်လို့မှာထည့်ရင်ကြဆိုင်နေပေါ့โอเคဆိုင်3ဆိုင်ရှိတယ်ဒီဟာပဲဒီထိက UI ကိစ္စလည်းဘာတစ်ခုမှမရှိသေးဘူး model တစ်ခုစောင့်မယ် provider ထဲမှာဒီ variable တစ်လုံးလာကြီးညာထားတယ်ပေါ့ဒီဟာပဲရှိသေးတာအဲ့တော့နည်းနည်းလေးကျွန်တော်တို့ UI အပိုင်းကိုသွားကြပါ UI မသွားခင်ဒီ GitHub မှာလည်းပြန်ပြီးတော့သွားပြီးတော့ comment လုပ်ထားကြမယ်ကျွန်တော်တို့provider ကိစ္စထည့်ခဲ့ပြီပေါ့ GitHub မှာလည်းအဲ့လိုပဲလုပ်တဲ့ step တိုင်းကိုတော့ comment လုပ်ထားတာနောက်ပိုင်းမှာကိုယ်အသက်ရှူချောင်းတာပေါ့မဟုတ်ရင်ဘာတွေလုပ်ခဲ့မှမသိ code တရားလောက်ကို edit လုပ်ပြီးကင်ပြီးသွားမှပြန်သွားကြည့်ရဆိုတော်တော်ကိုမလွယ်တာ okay အဲ့တော့ UI ရေးမယ်ဆိုတော့ UI အတွက်လည်းကျွန်တော်တို့folder လေး directory တစ်ခုစောက်လိုက်မယ်ကျွန်တော် page များပါရော page များပဲထားလိုက်မယ်ဒီ page ကကျွန်တော်တို့ page တွေလည်းကျွန်တော်အများကြီးရှိရဆိုတော့လောလောဆယ်ကျွန်တော် US business နဲ့ဆိုင်တဲ့ page တွေကို business ထဲမှာသွားထည့်ထားမယ်ကျွန်တော် business စရင်းကြည့်မှာဆို BUSIN business list page လို့ထားလိုက်မယ် okay straightforward နဲ့ BU business list page ပေါ့auto complete တော့ကောင်း straightforward widget က Cupertino ဟိုက material ပဲသုံးပါဆိုတော့ import လုပ်မယ်။ဘာနဲ့ import လုပ်လဲ။ material import လုပ်လိုက်မယ်။ရပြီ။ material import လုပ်လိုက်မယ်။ဒီဟိုမှာ main page ကိုလည်း home page မှာကျွန်တော် floating action button ပဲထည့်လိုက်ပါဒီမှာ floating action button ကိုနှိပ်ပြီးဆိုရင်ကျွန်တော်တို့ဆိုတော့ business စရင်းကိုပြတဲ့ page ကိုသွားမယ် material page row ကဘယ်လိုသုံးလဲမသိဘူးကျွန်တော်လည်းမေ့သွားပြီ material page row တွေ material page row flutter မှာ page row တွေဘယ်လိုသွားလဲမဲ navigator တော့ push contact material page row ကိုပေးတာပါညာအဲ့လိုသွားကူးလိုက်တော့မယ်ဗျာကူးပြီးတော့ပဲသွားလိုက်အောင်အဲ့ဆိုဒီ floating action button ကိုကျွန်တော်နှိပ်တယ်ဆိုရင်ဒီ page ကိုသွားမယ်ပေါ့ကျွန်တော်တို့သွားချင်တဲ့ page ကတော့ business list page ကိုသွားချင်တာ okay အဲ့ဆိုကျွန်တော် hot reload နဲ့နှိပ်တိုင်းမယ်နှိပ်ပြီးသွားပြီဆိုတော့သွားလို့ရအောင် okay ရပြီလို့ထင်တယ်အဲ့တော့ကျွန်တော်လည်းသွားနှိပ်ကြည့်လိုက်မယ်ရော့ရပြီအမေကြီးနဲ့ဆိုတော့မေကြီးကဘာကိုပြောရလဲ place holder ကိုပြောရအောင် place holder တို့ဒီမှာဘာမှကျွန်တော်ရေးထားမှမရှိသေးတာ okay ရေးကြမယ်အဲ့တော့ရိုး second တစ်ခုဆိုတော့ scaffold sorry let's see scaffold တုံးမယ်ရောနေရော window 1နဲ့ဆိုရင်ဒီမျက်နှာရတယ်ဒါပေမဲ့ application bar လေးပါထည့်လိုက်မယ် app bar ဆိုတော့ တိုက်တယ်မှာစာနဲ့ပေါ့ဒီမှာတော့ BUSIN business စရင်းကို business တွေ business စရင်းပြမှာလုပ်ငန်းစရင်းပြမှာဆိုလုပ်ငန်းစရင်း okay ဒီ body ထဲမှာပါပြမှာလို့ဆိုတော့ကျွန်တော်စာပဲပြထားတယ်
ကျွန်တော်တကယ်ပြချင်တာဒီ hello world ကိုပြချင်တာပေါ့ကျွန်တော်ပြချင်တာကဒီကျွန်တော်စနစ်ထဲမှာရှိတဲ့ business တွေရဲ့စည်ရင်းကိုပြချင်တာကျွန်တော်စနစ်ထဲမှာရှိတဲ့ business တွေရဲ့စည်ရင်းလည်းဒီ provider ထဲမှာကြီးညာပြီးသွားရင် provider ထဲမှာကျွန်တော်ဒီမှာ Danco လို့Regency လို့နော် Metro Mimi လို့ရောက်နေကျွန်တော်အဲ့အရာတွေ UI မှာပြချင်တာပေါ့အဲ့တော့ကျွန်တော်ပြမယ်ဆိုတော့ကပုံမှန်ဆိုကျွန်တော်တော့ပြမှာဗျာlist view လား list view တော့ separated ဆိုပြီးတော့ဒီလိုပြitem ကောင်ဘယ်နှခုပြမလဲဆိုကျွန်တော်တို့3ခုပြမှာပေါ့ဆိုင်နေရှိအောင် separator beta ကဘယ်လိုရေးရလဲဆိုသူကဒီမှာပါလဲဆိုတော့ widget တစ်ခုပြန်ပေးရမယ် function တစ်ခုရေးပေးရမယ်တဲ့အဲ့ function က context ရယ် integer ရယ်လက်ခံပေးမယ် okay အဲ့တော့ဒါဆို index ရအောင်ဒီမှာသူက context ရမယ် index ရမယ်ကျွန်တော်ပြန်ပေးရမှာက separator တော့ကျွန်တော် divider ပဲပြန်ပေးမှာ divider ပြန်ပေးလိုက်မှာ okay item beta ပါပေးရမယ်ကြည့်အောင် item beta ကလည်း function တစ်ခုပေးရမှာအဲ့ function က widget ပြန်ပေးရမှာအဲ့ widget ပြန်ပေးအဲ့ function ကဘာတွေလက်ခံလဲဆိုတော့ context ရယ် index ရယ်သူလည်းအဲ့နှစ်ခုပဲလက်ခံတာပဲနော်အဲ့ဒါဆိုရင် context ရယ် index ရယ်ပေးလိုက်မယ်ဘာတွေပြန်ပေးမလဲကျွန်တော်တို့လောဆယ် equation list time ပဲသုံးလိုက်မယ် list time ပဲသုံးပြီးတော့ title မှာtitle မှာ hello ပဲလုပ်လိုက်နော်တခြားဘာမှသုံးရမရှိသေးဘူးတခြားပဲလုပ်လိုက် okay ဒါလေးရင်ရမ်းကြည့်လိုက် okay hello 3ကတော့ပေါ်လာပြီဒါပေမဲ့ကျွန်တော်တို့လိုချင်တာက hello 3ကမဟုတ်သေးဘူးတကယ်ဆိုင်3ဆိုင်ရဲ့ data ကိုလိုချင်တာပေါ့တကယ်ဆိုင်3ဆိုင်တကယ်ဆိုင်က maybe နောက်ပိုင်းကျရင်4-5ဆိုင်လည်းဖြစ်လာမယ်အဲ့တော့ဒီမှာ3လို့ hack code တင်အတိရေးတာလည်းအလုံးမဟုတ်ဘူးအဲ့တော့ကျွန်တော်တို့ကရေးမယ်ကျွန်တော်တို့တကယ်လိုချင်တာက business provider တွေက business ရဲ့အရှိအတွက်ကိုလိုချင်တာပေါ့အဲ့တော့ကျွန်တော်တို့ provider တော့ဘယ် business ဘယ် provider လဲဆို BUSI Science business provider one content online STD listen to dot bu science ex dot length that okay ဘာတွေပြဿနာတက်နေလဲ provider ဆိုတာမရှိဘူးတဲ့ import လုပ်ပေးလိုက်မယ် business provider လည်းမသိဘူးတဲ့မသိဘူးဆိုတော့လည်း import လုပ်ပေးလိုက်မယ် okay ဒါဆိုကျွန်တော်သိသွားပြီကျွန်တော်တို့ဒီ business provider တွေက business တွေရဲ့အရေးအတွက်ကိုယူမယ်ပေါ့ဒီ array ရဲ့ length ကိုယူမယ်ပြောအခုလက်ရှိဆိုသူက3ဖြစ်နေမှာပေါ့အဲ့လိုပဲ listen true ဆိုတော့ကျွန်တော်တို့ဒီ business item ထဲမှာအပြောင်းလဲရှိပြီဆိုရင်အဲ့ဒီနေရာပါအပြောင်းလဲတန်းဖြစ်တခါ reflect ဖြစ်အောင်ပေါ့ okay အဲ့တော့ဒီမှာလည်းကြည့်အောင်ဒီမှာလည်း text hello မဟုတ်ဘူးကျွန်တော်တို့လိုချင်တာကဒီ business ရဲ့လက်ရှိ index ကိုလိုချင်တာဒီမှာဆို text တွေကို business ရဲ့ id ရဲ့ index ကိုတော့ index နဲ့ index ကကျွန်တော်တို့ business model ဖြစ်နေတော့သူ့ရဲ့နာမည်ကိုယူမှာပေါ့နည်းနည်းတော့ရှုပ်နေပါမယ်ရှုပ်တော့မရှုပ်ပါဘူးစာထဲမှာ hello စာကျွန်တော်တို့သုံးနေတာကလက်ရှိ business provider တွေက business ဆိုတဲ့ list တွေက index ဆိုတော့လက်ရှိ index က012ဖြစ်မှာပေါ့ဗျာအဲ့ item အဲ့တော့ဒီ item တိကကျွန်တော်ဘာဖြစ်နေမလဲဆိုရင် model ဖြစ်နေပါဘာ model ဖြစ်နေမလဲဆိုတော့ကြည့်အောင်business model ဖြစ်နေတာ business model မှာဘာရှိတယ်ကျွန်တော်တို့ဆောင်းတာမှာ business model စောက်တာရှိရယ် ID နဲ့နာမည်ရှိရယ်ကျွန်တော်ပြချင်တာနာမည်ဆိုတော့ဒီမှာ .name ပေါ့တကယ်လို့ ID တွေပါပြချင်တယ်ဒီမှာ ID တွေပါရတယ်ကျွန်တော်ပြချင်တာ name ပဲပြချင်တာဆိုတော့ name ပဲယူလိုက်မယ် okay reload ပြန်လုပ်လိုက်ပြဿနာတက်ပြဿနာအသေးစိတ်ကိုဖတ်ကြည့်လိုက်တော့ဒီ business provider ဆိုတာကျွန်တော်တို့ရဲ့ widget tree ထဲမှာမရှိသေးဘူးပေါ့တကယ်လည်းမရှိသေးဘူးတကယ်ရှိဖို့ဆိုတာကျွန်တော် provider တစ်ခုထည့်တိုင်းမှာကျွန်တော်တို့လိုသွားတာကဒီမှာmain function ထဲမှာကျွန်တော်တို့အဲ့ provider ကိုအပေါ်ကနေပြီးတော့wrap လုပ်အုပ်ပေးထားမှာပေါ့အဲ့တော့ကျွန်တော်ကအုပ်မထားလိုက်ရအောင်အဲ့တော့အခုမှပြန်လိုက်အုပ်ရမယ်ဘယ်လိုအုပ်လဲဆိုတော့ကျွန်တော်စာကိုကြည့်လိုက်အောင်ပဲဗျာ multiple provider ဘယ်လိုလုပ်လဲဆိုတော့ဒီလိုလုပ်တယ်တဲ့ကျွန်တော် code တွေကူးလိုက်တယ်မှန် code တွေမကူးတော့ရေးပဲကြည့်လိုက်ပါမယ်ဒီလို run app လို့ရေးရမယ်ဆိုကျွန်တော်တို့ကရေးမှာကဘာရေးမှာလဲဆိုတော့
provider inject လုပ်တာမမိတော့ဗျအဲ့တော့ကြည့်လိုက်ဗျာရောmultiple provider in Flutter main မှာ multiple provider ဘယ်လိုထည့်လဲဒီမှာ main ထဲမှာ run app ကိုအဲ့လိုပြောင်းလာတယ် okay ကူးလိုက်မယ်ဗျာကျွန်တော် multiple လက်ရှိတော့ကျွန်တော် provider တစ်ခုလေးရှိရဆိုရင်ဘာလို့တစ်ခါတည်း multiple provider သုံးလဲဆိုနောက်ထပ် provider ရဲ့အများကြီးထပ်သုံးရအောင်အဲ့တော့ကျွန်တော်လက်ရှိရေးထားတဲ့ run app ကိုပိတ်လိုက်မယ် multiple provider သုံးမယ် multiple provider ထဲမှာကျွန်တော်သုံးမှာဘာသုံးမှာလဲဆိုတော့ဒီ SIN နဲ့ business provider သုံးမယ်အဲ့ဒါလည်း business provider သုံးမယ်ပေါ့နောက်ထပ် provider ရှိနေဒီမှာပဲကျွန်တော်လာရေးမယ်လက်ရှိတော့ကျွန်တော်က business provider တစ်ခုပဲရေးထားဆိုတော့ဒါပဲရေးတိုင်းရပြီအဲ့တော့ကျွန်တော်တို့ဒါတော့ full review ပြန်လုပ်ရအောင်မင်းတို့တော့ထိလိုက်ပြီဆိုတော့ full review ပြန်လုပ်မယ်ဆိုတော့ Flutter run ပြန် run မယ် okay listing တစ်ခုလို့ရွာလေသားဗျာ mobile ကမရေးတာကြောင်တော်တော်သိတာပဲမင်းတို့ကူးတာလည်းများပါကူးတာများ AI ကိုခိုင်းနိုင်များဆိုကိုယ့်ကိုပြန်ရေးဆို class ကြောင်ပါသိချာမကြညာတတ်တော့အဲ့လိုဖြစ်နေဒါဆိုရင်ကျွန်တော်တို့ကဒီ business နဲ့ပတ်သက်တဲ့ထဲကတစ်ခုရပြီလို့ပြောအောင်listing ရပြီပေါ့ဗျာကျွန်တော်တို့အများအားပြောနေတဲ့ CRUD ဆိုပြီးတော့ရှိတယ်data တစ်ခု create လုပ်မယ် retrieve ပေါ့ select လုပ်မယ်အခုဆိုကျွန်တော်တို့ဒါ retrieve လုပ်နေကြအောင်ဆွဲထုတ်ပြီးတော့ provider ထဲမှာရှိတဲ့ data တွေကို UI မှာဆွဲပြတယ်ပြီးရင် update လုပ်တာရှိမယ် delete လုပ်တာရှိမယ် edit ထည့်တာရှိမယ်ဒီ၄ခုလောက်ကြအောင်ပါဟုတ်ဆို၄ခုတွေကပထမတစ်ခုပြီးပြီပေါ့ဗျာပထမတစ်ခုပြီးပြီဆိုတော့နောက်ထပ်အသစ်သွားကြမှာအသစ်မသွားခင်မှာဒီမှာဘေးလောက်တာကြာနေပြီရလာပြီကျွန်တော်တို့ပေါင်းလုံးနဲ့သွားကြည့်မှာဒါဆိုဒီမှာ Dango Regency မချုံမီမီဒါတွေပေါ်လာပြီပေါ့ကျွန်တော်နည်းနည်း UI ကိုနည်းနည်းခဏလေးပါလေးထည့်လိုက်မယ်ရှိမှာဒီ list time မှာကဘာတွေရှိလဲဆို title ရှိတယ် title ရှိရင်သူက leading လို့ဘာလို့ရှိသေးတယ် leading မှာကျွန်တော်တို့text ဆွဲထားလိုက်မယ် text ဆိုတော့ index ကို black swan ပေါင်းလိုက်မယ် index ကို black swan ပေါင်းပြီးတော့ဒီလိုရအောင် string interpolation လားဒါဆိုရအောင်ဒါဆိုရင် Dango Regency မချုံမီမီကျွန်တော်သုံးခုပေါ်လာရင်ဆက်လို့အောင်ကျွန်တော်တို့ sign တစ်ထည့်မယ်ဟေ့ဆိုရင် sign တစ်ထည့်တဲ့ file ကိုသွားဒီ Dango နှိပ်ကျင်လဲ Dango နဲ့အောက်မှာရှိတဲ့ဆိုင်ခွဲတွေပါပေါ်လာပေါ့ frequency ကိုနှိပ်ကျင် frequency အောက်မှာရှိတဲ့ဆိုင်ခွဲတွေပေါ်လာ frequency ကိုနာမည်ပြောင်းချင်တာပဲဆို edit လုပ်နောက်မှ frequency တစ်ခုလုံးကိုဖြတ်ပစ်ချင်တာဆိုရင် delete လုပ်ဒါတွေဆက်ပြီးတော့လုပ်ကြမှာပေါ့လောလောဆယ်တော့ဒီလောက်နဲ့ကျွန်တော်ခဏ break လုပ်ကြပါ